မောင်းပြကြမလို့တောင်းဝဲပြင်ကြမလို့ပဲထိုင်းလန်စင်ဘလူးပြောင်းကြပါလေမြန်မာဆိုင်ကယ်မောင်းလိုက်စဉ်ကာကြီးမြန်မာကားမောင်းလိုက်စဉ်ခါခွေအဲ့နှစ်ခုတည်းရဲ့တစ်ခုခုရှိရဲဆိုရင်ထိုင်းရင်မောင်းလိုက်စဉ်ကိုအလွယ်တကူပြောင်းလို့ရပါတယ်ဒီလိုလိုင်စင်ပြောင်းဖို့အတွက်အဓိကလိုတာကတော့ထိုင်းဗီဇာ15ရက်နဲ့ထက်ကျန်တဲ့ passport စာအုပ်တက်တန်း6လနဲ့အထက်ရှိတဲ့မြန်မာရင်မောင်းလိုင်စင်တစ်ခုခုလိုင်စင်အတွက်ထုတ်ပေးတဲ့မြန်မာတန်ယုံကတန်ယုံထောက်ကစားခိုင်းလာဝကထုတ်လို့ရတဲ့ resident certificate ကိုလည်းတန်ယုံထောက်ကစားအစားတို့အနေနဲ့သုံးလို့ရပါတယ်ဒါပြီးတော့ရင်တော့စေးထောက်ကစားလိုအပ်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လိုတာဗီဇာဖြစ်တဲ့အတွက်14ရက်နဲ့လာတဲ့သမားတွေကတော့တက်တန်းတစ်လတိုးတိုးရပါအခု appointment နဲ့ဆိုရင်တစ်လနဲ့တော့မမီတာမျိုးတွေလည်းဖြစ်တော့ဖြစ်နိုင်ပါတယ်ကျန်တဲ့တရားသမားတွေဤသမားတွေကတော့ကိုယ့်စီမှာရှိတဲ့ရက်ကြံလုံလောက်ဖို့လိုပါတယ်ဒုတိယအနေနဲ့ကတော့ရုံးနေုံမှာသွားပြီးတော့ appointment ယူလို့ရပါတယ်ဒီမှာ land and transport ရုံးက2ရုံးရှိပါတယ်ပထမရုံးကမော်ချေရုံးမှာဒုတိယရုံးကဘန်ချက်ရုံးမှာအယုံလုံးရဲ့လိပ်စာကိုကျွန်တော် comment မှာချပေးထားပါဒီရုံးနေုံလုံးမှာအရင်ဆုံးဗီဇာနဲ့ passport မိတ္တူမူရင်ပြီးရင်မြန်မာရေမောင်းလိုင်စင်မိတ္တူမူရင်းနဲ့အတူ appointment အရင်သွားပြီးတော့ယူရပါမယ်။နောက်တစ်ခုလိုတာကတော့တန်ယုံထောက်ခံစာဒါမှမဟုတ် resident certificate ယူရမှာဖြစ်ပါတယ်။မြန်မာတန်ယုံကိုရောက်ချင်းမှာမြန်မာတန်ယုံမှာရှိတဲ့ဘဏ်အကောင့်နံပါတ်ကိုယူပြီးတော့တန်ယုံနဲ့အနီးဆုံးမှာရှိတဲ့ဘဏ်အကောင့်နံပါတ်ပတ်150အရင်ဆုံးသွင်းရမှာ။ဒီမှာ view site ကြတစ်ခုရှိရတာအဲ့ပတ်150ကိုစာရွက်တင်မဲ့နေ့မှာပဲသွားပြီးတော့တင်နေမှာ။ဘာလို့လဲဆိုတော့အဲ့ပတ်150တွင်းလို့ရတဲ့ channel စာရွက်ကအဲ့နေ့တရက်အတွင်းမှာပဲသုံးလို့ရတာမလို့ပါဆက်မယ်ဆိုရင်အဲ့150ကိုတွင်းပြီးသွားပြီဆိုတာနဲ့တန်ယုံနဲ့ကိုဝင်လိုင်စင်အတွက်လို့ပြောပြီးတော့ passport လိုင်စင် TM30 မူရင်းမိတ်တူပြပြီးတော့ form key 150နဲ့အတူတူတွဲပြီးတော့တင်လိုက်ရမှာဖြစ်ပါတယ်သူတို့ပြန်ပြီးတဲ့ channel ယူပြီးနောက်ထပ်3ရက်4ရက်နေရင်သွားပြီးတော့ရွေးလို့ရပါတယ်ဒါမှမဟုတ်ပဲနဲ့တန်ယုံထောက်ခံစာမလို့resident certificate လုပ်မယ်ဆိုတဲ့လူတွေကတော့ long term visa ရှိဖို့လိုပါတယ်တန်ယုံထောက်ခံစာလည်းယူပြီးသွားပြီး appointment date လည်းရောက်ပြီဆိုရင်တော့အဓိကလိုအပ်တာဆေးထောက်ခံစာတစ်မျိုးကျန်နေပါဦးမယ်ဒါပေမဲ့စေးထောက်ကန်စာကိုတော့တက်တက်ကြီးသွားမလုပ်တော့ပဲ appointment ရတဲ့ရက်ကြမှာတခါလေးဝင်စစ်လိုက်လို့ရပါတယ်။စေးကန်းလိပ်စာကိုတော့ကျွန်တော်သွားခဲ့တာဘန်ချက်ရုံးဖြစ်တဲ့အတွက်ဘန်ချက်နဲ့အနီးဆုံးမှာရှိတဲ့စေးကန်းလိပ်စာကိုအောက်မှာ comment တွေမှာထည့်ပေးထားပါမယ်။စေးကန်းထဲကိုရောက်ပြီဆိုရင်သူတို့ကို passport ပေးလိုက်ပြီးတော့သူတို့လုပ်ကြရှိရဲ့သွေးပေါင်ချိန်တာတွေဝေးချိန်တာတွေလုပ်ပြီးတော့ဆိုရင်စေးထောက်ကန်စာထုတ်ပေးပါလိမ့်မယ်။အဲစေးထောက်ကန်စာကဘတ်100လေးပဲပေးရပါမယ်။အဲ့ဒီစေးထောက်ခံစာရပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ passport ထဲမှာရှိရဲ့ passport visa stamp passport bio stampရင်မောင်းလိုင်စင်ရှိနောက်ပြီးရင်ခုနက resident certificate ဒါမှမဟုတ်ရင်တန်ယုံထောက်ခံစာစေးထောက်ခံစာဒါတွေအကုန်လုံးကိုထုတ်ထားရပါဒီမှာနားလည်ကြတစ်ခုရှိတာကားအတွက်ရှောက်မယ်ဆိုရင်တစ်စုံဆိုင်ကယ်အတွက်ရှောက်မယ်ဆိုရင်တစ်စုံနှစ်စုံကူးခဲ့ဖို့လိုပါဘာလို့လဲဆိုတော့ထိုင်းနိုင်ငံမှာကားအတွက်လိုင်စင်ရတစ်ကက်ဆိုင်ကယ်အတွက်လိုင်စင်ရတစ်ကက်တက်တက်စီပေးမှမလို့ဖြစ်ပါတယ်ရုံးကိုရောက်ရင်တော့အရင်ဆုံး information ကောင်းတာပါကျူနံပါတ်သွားယူရပါကျူနံပါတ်ရပြီဆိုရင်တော့ခုန information ကောင်းတာရဲ့ level ထဲကိုသွားပြေးမှရှိရဲ့ချင်းလေးတွေကို passport မူရင်းနဲ့ခုနစာရွက်စာတမ်းဒီပုံလုံးကိုထည့်ပေးလိုက်ရပါတယ်အဲ့မှာသူစစ်စရာရှိတဲ့စစ်ပြီးသွားပြီဆိုရင်နာမည်ပြန်ခေါ်ပေးပါတယ်အဲ့ကြရင်အဲ့စာရွက်စာတမ်းတွေကိုယူအဲ့ကောင်းတာရဲ့မျက်နှာချင်းဆိုင်အခန်းထဲမှာ simulator ရင်းနဲ့လက်တွေ့မောင်းသလိုမောင်းပြရမှာဖြစ်ပါတယ်အဲ့မောင်းပြရတာလည်းလွယ်လွယ်လေးပါလီဗာနင်းတဲ့ချိန်မှာလီဗာနင်း brain နင်းတဲ့ချိန်မှာ brain နင်းနောက်တစ်ခုကကြတော့ mini view ပေါ်မှာခလုံးလေးတွေနှိပ်ပေးဦးမှာအဲ့ဟာကြီးလုပ်ပြီးလို့သူတို့ယူကြရှိတာယူပေးကြရှိတာပေးရင်အဲ့စာရွက်တွေကိုယူပြီးတော့ခုနကတော့ဝင်လာခဲ့တဲ့ information ကောင်းတာရဲ့ညာဘက် channel မှာရှိရဲ့အဲုံငန်းရှိမှာကိုယ့်ရဲ့ကျူနံပါတ်ရောက်တဲ့အချိန်ကိုပြန်ပြီးတော့စောင့်အောင်အဲ့နံပါတ်ကိုရောက်တဲ့ဆိုရင်အထဲကိုဝင်သွားပြီးတော့ဓာတ်ပုံရိုက်ကပ်ဖိုးနှစ်ခုစာ310ဘတ်တွင်းလိုက်ရင်ချက်ချင်းရေမောင်းနိုင်စင်နှစ်ခုကိုရရှိတော့မှာဖြစ်ပါတယ်